US မှာဒေါ်လာ 1.2 million တန်ဖိုးရှိတဲ့အိမ်ကိုလုံးနဲ့ဝယ်ဖို့အတွက်တလဝင်ငွေဘယ်လောက်ရှိရမလဲပြီးတော့လစဉ်အိမ်ပေးမှဘယ်လောက်ရှိလဲကျမနဲ့တူတွက်ကြည့်ရအောင်ရှင်အိမ်တန်ဖိုးက 1.2 million ပြီးတော့ down payment အတွက်20%ပြင်ထားတယ်ဆိုလို့ရှိရင်2,400,000ဆိုတော့ loan amount က9,600,000အဲ့ဒီမှာကျမတို့အတိုးနှုန်းက6.5%နဲ့သွားမယ်ဆိုရင်လစဉ်အိမ်အရင်နဲ့အတိုးနဲ့ပေါင်းပြီးတော့မှ6,000ကျော်အကယ်၍မိမိအိမ်က Texas ပြည်နယ် Travis County မှာရှိရဆိုလို့ရှိရင်property tax အနေနဲ့ကကျတော့ 1.81% ပေးရမယ်ဆိုလို့ရှိရင်လစဉ်1,800ကျော်ပြီးတော့ homeowner insurance ကကျတော့950ဝန်းကျင်ပေါ့နော်ဒီထက်ပိုပြီးတော့လည်းများနိုင်တယ်နည်းနိုင်တယ်ဒါကျွန်မခက်မှန်းထည့်ထားတာပါဆိုလို့ရှိရင်လစဉ်အိမ် payment အနေနဲ့ကကျတော့8,400ကျော်ပေးရပါမယ်အကယ်၍မိမိမှာအခြားသောကား payment တလ900ပေးရတယ်ဆိုလို့ရှိရင်လစဉ် payment အားလုံးပေါင်းကကြတော့8,900ကျော်ပေါ့နော်ဆိုတော့ဒီ8,900ကျော်ကို cover ဖြစ်ဖို့အတွက်လစဉ်မိမိရဲ့ဝင်ငွေက19,000ဝန်းကျင်ရှိရမှာဖြစ်ပါတယ်အကယ်၍မိမိမှာအခြားသောကားအကျွေးတွေပြီးတော့မှဒီ credit card အကျွေး personal loan ဘာမှမရှိဘူးဆိုလို့ရှင်တော့လစဉ်မိမိရဲ့ဝင်ငွေ18,000ဝန်းကျင်ရှိရမှာဖြစ်ပါတယ်ရှင်နောက်ထပ် video နဲ့ပြန်ဆုံပါမယ် bye bye